technique လို့ခေါ်ပါတယ်ခဏပြအပင်လေးတွေစိုက်ပျိုးတဲ့အခါမှာဒီတိုင်းကျွန်တော်ရိုးရိုးတာပန်စိုက်ပျိုးတာမျိုးမဟုတ်ပဲကျွန်တော်တို့အပင်ရဲ့ကြီးထွားနှုန်းတွေအထွက်နှုန်းနဲ့ကျန်းမာရေးကိုအမြင့်ဆုံးရည်သွေးရအောင်ဆိုဒီလမ်းမျိုးနဲ့ဒီချာပြုစုပြုအောင်စိုက်ပျိုးဖို့ရတယ်အရေးကြီးပါတယ်ဥပမာစပြီးတော့စိုက်ပျိုးရတဲ့အတွက်ဖြစ်ဖြစ်အတွေ့အကြုံရှိတဲ့စိုက်ပျိုးအတွက်ဖြစ်ဖြစ်အပင်ကိုပြုစုပြုအောင်ရတဲ့ဒီလမ်းတွေအမျိုးမျိုးကိုဒီချာနားလည်ပြီးစိုက်ပျိုးမယ်ဆိုရင်တော့အပင်ရဲ့ကျန်းမာရေးနဲ့အထွက်နှုန်းတွေကတိတိတတ်တာကောင်းမွန်နေမှာပဲဖြစ်ပါတယ်တော့အပင်ကိုပြုစုပြုဆောင်ရမှာအပင်ရဲ့ပုံစံဒီစောက်ပုံနဲ့ကြီးထွားမဲ့ပုံတို့ကိုကျွန်တော်စိုက်ပျိုးတဲ့သူအနေနဲ့လိုချင်လို့ချဲလဲလေ့ကျင့်ပြီးစိုက်ပျိုးနိုင်ပါတယ်။သင်လျော်တဲ့ပုံစံနဲ့ကြီးထွားမှုတို့ကိုပုံသွင်းစိုက်ပျိုးရတဲ့ရည်ရွယ်ချက်ကတော့အပင်ကိုကျွန်တော်အလင်းရောင်ပူရအောင်ဒီလေပတ်မှုပိုကောင်းအောင်နဲ့အပုံမှန်ချက်ပိုကောင်းတဲ့ရလက်အထွက်နှုန်းတွေကိုမြင့်တင်မှုပဲဖြစ်ပါတယ်။အပင်ကိုလေ့ကျင့်ပြုဆောင်ရတဲ့နည်းလမ်းတွေကိုအခြေခံအဖြစ်ကျွန်တော်တို့ LSD low stress training နဲ့ high stress training ဆိုပြီးတော့မျိုးခွဲခြားလို့ရပါတယ်။ low stress training LSD ဆိုတော့အပင်ရဲ့ gain တွေကိုရှင်းနေတာတွေးချပြီးဒီ gain နဲ့ခြေထွက်လာတာမဖြစ်အောင်အောက်ကဆက်လက်တွေကိုကအလင်းရောင်ညီညီများများရရှိအောင်နဲ့အပင်ကိုလေဝင်လေထွက်ကောင်းလုပ်ပေးရတာပဲဖြစ်ပါတယ်။ LSD လုပ်ပေးခြင်းအပြင်အပင်ကဘူးကြီးထွက်မဲ့ gain တွေကိုဝေဒနာထွက်လာမှာဖြစ်ပြီးဘူးရွယ်အစားညီညီများနဲ့ကျန်းမာတဲ့အပင်ကိုရရှိမှာပဲဖြစ်ပါတယ်။ HST high stress training ဆိုတာကတော့အပင်ကိုရုပ်ပိုင်းဆိုင်ရာထိခိုက်အောင်လုပ်ပြီးပုံဆိုင်ဆိုင်နဲ့အဖက်လုံးတိုးအောင်လုပ်တဲ့စိုက်ပျိုးမှုဖြစ်ပါတယ်။ HST မှာဆိုရင်တော့ chopping, framing နဲ့ super cropping ဆိုတဲ့ training ဒီလမ်းတွေပါဝင်ပါတယ်။ chopping ဆိုတာကတော့တစ်ခိုင်းနဲ့ရှည်ထွက်လာတဲ့ထိပ်ဆုံးကအညွန့်လေးကိုဖြတ်ပြီးနှစ်ကိုင်းခွဲထားအောင်ဖြည့်ဖြတ်ခြင်းဖြစ်ပါတယ်။ framing ဆိုတာကတော့အညွန့်တစ်ခုလုံးကိုဖြတ်လိုက်တာမဟုတ်ပဲအညွန့်ရဲ့85%လောက်ကိုဖြတ်ပေးပြီးအပူကြီးထွက်မဲ့ခိုင်းနေအများကြီးအောင်လုပ်ပေးတာပဲဖြစ်ပါတယ်။ super cropping ဆိုတာကတော့တစ်ကိုင်းနဲ့ရှည်ထွက်နေတဲ့ခိုင်းကိုကျွန်တော်တို့စိတ်ပြီးတော့ဝေးချလိုက်တာချိုးချလိုက်တာပဲဒီနည်းလဲလုပ်မယ်ဆိုရင်တော့ကျွန်တော်ခိုင်းကိုကျွတ်နဲ့ကျိုးသွားအောင်မချိုးဘဲနဲ့တတိထားပြီးတော့ဖြည်းဖြည်းချင်းဝေးချရမှာပဲဖြစ်ပါတယ်။နောက်တစ်ခုပေါ့နော် screen of grain SCR ပေါ့နော် screen of grain ဆိုတာကတော့အပင်ကိုnet စကားနဲ့ဆွဲထိန်ပြီးတော့အကိုင်းခတ်တွေကိုရေးပြင်းကြီးတိုင်းမျက်နှာပြင်တစ်ခုလုံးဒီညညာနဲ့အောက်ကအကိုင်းခတ်တွေပါအလင်းရောင်ရရှိအောင်ဖြန့်ကားလိုက်တာပဲဖြစ်ပါတယ်ဒီနီလန်က indoor နဲ့ outdoor နှစ်မျိုးလုံးအတွက်တင်တော်ပြီးစိုက်ပျိုးမှုအနေနဲ့နေရာကန့်သက်ရှိပြီးအထွက်နှုန်းအမြင့်ဆုံးဆွဲတင်ခြင်းနဲ့ဆိုရင်တော့လုပ်တင်တဲ့နီလန်တစ်ခုဖြစ်ပါတယ်နောက်တစ်ခု sea of grain ပေါ့နော် sea of grain ကတော့screen of grain နဲ့နည်းနည်းလေးကွဲတယ် sea of grain ဆိုတဲ့နီလန်ကကျွန်တော်တို့အပင်ငယ်လေးတွေအများကြီးကိုနေရာချင်းချင်းလေးမှာအပင်ရင်းစီအလင်းရောင်မြင့်မြတ်တတရအောင်စိုက်ပျိုးတဲ့ပုံစံနဲ့ဖြစ်ပါတယ်စိုက်ပျိုးတဲ့သူအနေနဲ့ကျွန်တော်စိုက်ပျိုးနိုင်တဲ့ area အကန့်အသတ်ရှိပြီးတပင်နဲ့နေရာချင်းယူရမျိုးမစိုက်ပဲအကျဉ်းကြီးများများချိန်သိမ်းနေတယ်ဆိုရင်တော့တင်ရော်တဲ့နီလန်းပဲဖြစ်ပါတယ်တစ်ခေါက်အထွက်နှုန်းနဲ့ဆိုမဲ့တနေ့ချိန်သိမ်းရမယ်အကြီးအတွက်များတာမလို့အထွက်နှုန်းဆိုစိတ်ပူကြမလို့ဘူးအပင်ကြီးအတွက်များများပို့ထည့်ရတာကတွဲပြီးတော့အချိန်နည်းနည်းနဲ့မြန်မြန်ချိန်သိမ်းနေတယ်ဆိုရင်တော့ sea of grain အဆိုဒီနီလန်းကိုရွေးချယ်စိုက်ပျိုးနိုင်ပါတယ်defoliation ဆိုတာကတော့မလိုအပ်တဲ့အရွက်ကြီးတွေပိုနေတဲ့အရွက်တွေကိုညှက်ထုတ်ဖယ်ရှားပစ်တာပဲဖြစ်ပါတယ်မလိုအပ်တဲ့အရွက်တွေကိုစနစ်တကျနဲ့ညှက်ထုတ်ပြီးဖယ်ရှားလိုက်မယ်ဆိုရင်တော့အခက်အလက်နဲ့အပူဖြစ်မဲ့ညွန့်လေးတွေအလင်းရောက်ပိုရပြီးတော့အပင်ကိုလေဝင်လေထွက်ပိုကောင်းနေတဲ့အပြင်ပိုဆွဲတာပူကြတာကိုလည်းအတိုင်းအတာကိုကာဝယ်နိုင်မှာပဲဖြစ်ပါတယ် defoliation လုပ်ရင်ဒီထားမှာကကျွန်တော်တို့အချိန်တိုင်းပြုလုပ်လိုပါတယ်ပြီးတော့လိုတာထက်ပိုပြီးတော့မလုပ်ဒီစီကိုဒီထားမှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့တတိထားသိချင်တာကကျွန်တော်တို့ပင်လေးရ training ပေးထားတဲ့ပုံစံကိုအသားကျဖို့အချိန်တစ်ခုလိုအပ်ပြီးစိုက်ပျိုးတဲ့သူအနေနဲ့မလိုအပ်ပဲ training တွေတစ်ခုပြီးတစ်ခုစက်တိုက်ပေးတာမျိုးမလုပ်သင့်ပါဘူးကိုယ်နဲ့တင်ကြော်တဲ့နီလန်းကိုတေချာနားလည်ပြီးစိတ်ရှိရှိနဲ့ဒီဒီဇိုင်းပုံတွေပြုစုပြုထားမယ်ဆိုရင်တော့ကျမ်းမာတန်ဆွမ်းတဲ့အပင်နဲ့မြင့်မာတဲ့အထွန်းလုံးတို့ကိုဖိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်လို့ကြံ့ပြင်းနဲ့နှုတ်ဆက်လိုက်ပါတယ်ခင်ဗျ